ဒီဗီဒီယိုလေးကတော့ Harry ထပ်ပို့ပြီးတနာစရာကောင်းတဲ့ Neville ရဲ့ရုပ်ရှင်ထဲမှာမပါတဲ့အမှန်ဖုံးခဲ့တဲ့အမှန်တရားပဲဖြစ်ပါတယ်။ငါတို့အားလုံးသိကြတဲ့ Neville Longbottom ဆိုတာရုပ်ရှင်ထဲမှာတော့ဦးကြောင်ကြောင်နဲ့အမြဲအနိုင်ကျင့်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်အနေနဲ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့သူက Harry ထပ်တောင်ပို့ပြီးဝမ်းနည်းစရာကောင်းတဲ့ကံကြမ္မာကိုအန်ကျိတ်ပြီးဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။လူအများစုမသိကြတဲ့ Neville ရဲ့ရင်ပွဲစရာအမှန်တရားကိုသိကြတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုအပ်ပါလိမ့်မယ်။တေရာထပ်ပို့ဆိုတဲ့မိဘတွေရဲ့ဇာတ်သိမ်းရုပ်ရှင်ထဲမှာတော့ Neville ရဲ့မိဘတွေကို Bellatrix တို့အဖွဲ့ကနှိပ်စက်လို့တေဆုံးသွားတယ်လို့မျိုးပဲအကြံပေးပြောပြသွားခဲ့ပါတယ်။ဒါပေမဲ့တကယ်စာအုပ်ထဲမှာတော့သူတို့ဟာမတေဆုံးခဲ့ပါဘူး။ Cruciated Cast လို့ခေါ်တဲ့နာကျင်စေတဲ့နှိပ်စက်ကြိမ်စာတန်ကိုရရက်ဆက်ဆက်အလွန်အကျွံခံခဲ့ရလို့ Neville ရဲ့မိဘနှစ်ယောက်စလုံးကအုံနောက်နဲ့စိတ်ပိုင်းဆိုင်ရာလုံးဝပျက်စီးသွားပြီးတော့စိတ်မန်ကိုလို့ခေါ်တဲ့မော်ဆေးရုံကြီးရဲ့စိတ်ကလူနာဆောင်မှာတစ်တလုံးအယူတွေလိုနေသွားခဲ့ရတာပဲဖြစ်ပါတယ်။အခြားကျောင်းသားတွေက Neville ရဲ့မိဘတွေတေသွားပြီလို့ထင်ခဲ့ကြပေမဲ့တကယ်တော့ဆေးရုံမှာလူမမတ်မိပဲရှင်လျက်နဲ့တေနေခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်လုံးခွေလေးတွေရဲ့လျှို့ဝှက်ချက်Neville ဟာကျောင်းပိတ်ရဲ့ရောက်တိုင်းဒီစေးရုံကြီးကိုသွားပြီးတော့မိဘတွေကိုအမြဲတမ်းလူနာသွားမေးခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူ့ရဲ့မိဘတွေကတာရင်ဖြစ်တဲ့ Neville ကိုတော့ဘယ်သူလဲဆိုတာလုံးဝမမှတ်မိတော့ပါဘူး။သူ့အမေက Neville ကိုမြင်တိုင်းတာမှန်မသိပဲသူမှစားထားတဲ့တရားလုံးခွင်လေးတွေကိုပဲလက်ထဲကိုလာလာထည့်ပေးလေးရှိပါတယ်။ Neville ကတော့သူ့အမေပေးခဲ့တဲ့အဲ့ဒီအမိုက်လိုတရားလုံးခွင်လေးတွေကိုပဲတန်ဖိုးရှိတဲ့အမှတ်တရပစ္စည်းတစ်ခုလိုမျိုးတည်တည်ချာချာသိမ်းထားခဲ့ရရှာတာပါ။အဖွားဖြစ်သူရဲ့ဖိအားပေးမှုမိဘတွေမရှိတဲ့နောက်ပိုင်း Neville ကသူ့အဖွားရဲ့လက်ထဲမှာကြီးပြင်းခဲ့ရပါတယ်။ဒါပေမဲ့သူ့အဖွားကလည်းဒီဦးကြောင်ကြောင်နိုင်တဲ့ Neville လေးကိုအမြဲတမ်းအပြစ်တင်ပြီးတော့မင်းဖေလို့ဘာကြောင့်မတော်ရတာလဲဆိုပြီးစိတ်ပိုင်းဆိုင်ရာအမြဲတမ်းနှိပ်စက်ဖိအားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Neville ကငယ်ကလေးကမိသားစုရဲ့နှွေးထွေးမှုကိုမရခဲ့ဘဲနဲ့အထီးကျန်စွာရှင်သန်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။ Neville ခံခဲ့ရတဲ့အကြီးမားဆုံးဖိအားကတော့သူ့ရဲ့အဖွားဖြစ်သူ Augusta Longbottom ကစွမ်းအားကြီး aura ဖြစ်ခဲ့တဲ့ Neville ရဲ့အဖေကိုအရန်ဂုဏ်ယူလွန်းလို့မြစ်ဖြစ်သူ Neville ကိုလည်းသူ့အဖေလိုဖြစ်စေချင်တာကြောင့် Neville ကြောက်တက်တဲ့အခါမှာကိုပိုင်မော်တုတ်တဲ့အစ်စ်ကိုဝယ်မပေးခဲ့ဘဲနဲ့သူ့အဖေရဲ့မော်တုတ်တဲ့အဟောင်းကြီးကိုပဲအတင်းအဓမ္မသုံးခိုင်းခဲ့တာဖြစ်ပါတယ်။မော်လောကရဲ့နေရာမှာအရာမော်တုတ်တန်က Neville ကိုတခင်အဖြစ်ရွေးချယ်ထားတာမဟုတ်တဲ့အတွက် Neville ခမရမှာ Hogwarts ကျောင်းပထမနှစ်တွေတုန်းကဆိုရင်မော်တက်တွေကိုတေချာမလုပ်နိုင်ဘဲနဲ့အများအားညံဖြင်းပြီးတော့အဆက်ကွဲခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမော်ဝင်ကြီးဌာနတိုက်ပွဲကြမှာအဲ့ဒီအဖေဖြစ်သူရဲ့မော်တုတ်တဲ့အဟောင်းကြီးကျိုးသွားလို့ Deathly Hallows ပတ်ဝန်းကျမှာပဲ Neville ကသူ့ရဲ့ကိုယ်ပိုင်မော်တုတ်တန်အစ်စ်ကိုဝယ်ယူခွင့်ရပြီးတော့တကယ်အစွမ်းထက်တဲ့ဆုံးတစ်ယောက်အဖြစ်ဆက်ရှင်တက်ခဲ့တာပဲဖြစ်ပါတယ်။ Harry Potter ဖြစ်လာနိုင်ခဲ့သူဒီနေရာမှာမင်းတို့သိကြရဲ့လားတော့မသိဘူး။တကယ်တော့ Neville က Harry Potter ဖြစ်လာနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Lorry မှာရေးထားတာက Voldemort ကိုဖြုတ်ချမဲ့သူဆိုတဲ့တပေါင်းနမိတ်မှာ July လကုန်မှာမွေးရမယ်။မိဘတွေကလည်း Voldemort ကို3ချိန်တိုင်ပျော်လန့်ဘူးရမယ်ဆိုတဲ့သတ်မှတ်ချက်ပါပါတယ်။ Harry က July 31မှာမွေးတယ်။ Neville ကတော့ July 30မှာမွေးတယ်။လကုန်မွေးတာချင်းတူတာရဲ့မိဘတွေက3ချိန်တိုင် Voldemort ကိုတိုက်ခိုက်ခဲ့ဘူးတာရဲ့ချင်းတူပါတယ်။ဒါပေမဲ့ Voldemort ကသွေးစစ်ဖြစ်တဲ့ Neville ထက်သူ့လိုပဲ Half-Blood သွေးနှောဖြစ်တဲ့ Harry ကိုပို့ပြီးတော့စိုးရိမ်စိတ်နဲ့တွားရောက်ရွေးချယ်တက်ခဲ့တာပဲဖြစ်ပါတယ်။အကယ်၍အဲ့ဒီညက Voldemort က Neville ကိုအိမ်ကိုရောက်ခဲ့ရင်အခုဇက်လိုက်ကြီးက Harry Potter မဟုတ်ဘဲနဲ့ Neville Longbottom ဖြစ်နေမှာသိကြပါတယ်။တကယ်တော့ Neville မိသားစုကမော်လောကရဲ့သွေးစစ်တထေးကြီးမျိုးဖြစ်ပြီးတော့သူ့မိဘတွေကလည်း Voldemort ကိုတွန်းလှန်ခဲ့တဲ့အာဇာနည်မော်ရဲတပ်ဖွဲ့ဝင် Auror တွေဖြစ်ပါတယ်။ဒီလိုဂုဏ်သိက္ခာရှိတဲ့အတိုင်းဝိုင်းကနေအဖေနဲ့အမေရဲ့မြစ်တာရဲ့အရေးကိုမခိုလုံရဘဲနဲ့ဒီကိုယ်တော်တန်ရာတွေနဲ့ကြီးပြင်းလာခဲ့ရပေမဲ့မိဘတွေစီကတတိရှိတဲ့သွေးကြောင့်နောက်ဆုံးမှာတော့ Voldemort ရဲ့မွေကြီးဖြစ်တဲ့ Nagini ကိုကိုယ်တိုင်ကောင်းဖြတ်တက်ခဲ့ပြီးတော့မိဘတွေအတွက်ကလစားချိပြခဲ့တဲ့စစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကဲ Neville ရဲ့နောက်ွယ်ကတနာစရာတမိုင်းချမ်းကိုသိပြီးတဲ့နောက်မှာတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကသူ့ဘောဘလို့ထင်ကြတယ်။ကိုမမဝင်ငင်းသွားလို့ရပါတယ်နော်။ကဲနောက်ပိုင်းမှာမေမေက Wizardry World အပြင်ဘက်ကိုခေါ်သွားပြီးတော့ House of Dragon series လည်းပြန်လာတော့မှာဆိုတော့ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်တဲ့ George R.R. Martin ရဲ့ Fire and Black စာအုပ်ထဲက Dragon Blood တွေအကြောင်းလည်းပြောပြခြင်းသေးတာမလို့မေမေရဲ့ channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် follow like and share လုပ်ပေးကြပါဦးနော်။